ကဲဒါလေးတွေကတော့ပင်လယ်စာ5မျိုးပါတဲ့အထောင်ပွဲလေးပါရှင့်ဒါ customer စိတ်တိုင်းကြပစွန်ရဲ့ခနန်းရဲ့ပြီးတော့ဒီမှာကင်းမွန်ပြည်ချီငါရေပွဲရေပေါ့နော်ဒီ5မျိုးလေးနဲ့ထောင်းပေးရတဲ့ပင်လယ်စာအစုံပွဲကြီးပေါ့ရှင်ဒါလေးကတော့ customer စိတ်တိုင်းကြဒီပင်လယ်စာ5မျိုးသူကြိုက်တဲ့5မျိုးပဲဒါထည့်ပေးရတာပေါ့နော်သူမကြိုက်တဲ့ခုံးလေးတွေခယူလေးတွေဒါမထည့်ပဲထားပေးရတာပါရှင်ကဲအခုလိုပင်လယ်စာလက်လက်ဆက်ဆက်တွေနဲ့ထောင်းထားရတာဆိုတော့အရာသာကတော့ share ပါရှင်ကဲဒါပင်လယ်စာအစုံထောင်းပွဲကြီးပါရှင်ကဲအားပေးတဲ့မောင်လေးနဲ့ညီမလေးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်မိစီမှာပင်လယ်စာလေးတွေနဲ့ပတ်သက်တာလေးတွေကနေတိုင်းရပါတယ်နော်ဒါမဲ့တနားရီလောက်တော့ကြိုပြီးတော့ဖုံးဆက်မှာပြီးတော့မြစ်တာရက်ခံရပါတယ်ရှင်ဘာလို့ဆိုမြင်ရရှိမှာပင်လယ်စာတွေဒါရောက်စဆိုတော့လေအရင်မဲဒါမိတယောက်တည်းလောက်ရတာမို့လို့ပါနော်ဒီပင်လယ်စာရောက်စအချိန်ကတော့အရင်ရောင်းကောင်းတဲ့အချိန်မို့ပြီးတော့မိတယောက်တည်းလောက်ရတဲ့အချိန်လေးဖြစ်တာမို့လို့မိကိုတနားရီလောက်တော့ကြိုမှာပြီးမြစ်တာရက်ခံပါရှင်ကဲလည်းဆက်ဆက်တင်နေထောင်းထားတဲ့ပင်လယ်စာအစုံထောင်းပွဲကြီးဆိုတော့အရန်ကိုရှင်နော်